လူတယောက်ကဒီပေါ့နော် relationship တွေထားတယ်ချစ်သူရည်စားတွေထားတယ်အိမ်အောင်ပြုတယ်ဒါပေမဲ့သူတို့ကပေါ့နော်တချို့တွေဆိုမမြဲကြဘူးလीနော်လူတွေသာတယောက်ပြီးတယောက်ပြောင်းသွားတယ်ဒါပေမဲ့ဒီလူတွေအားလုံးကဒီအချိုးတိုင်းပဲဒီအပုံစံတိုင်းပဲပေါ့နော်ဒီလိုပုံစံမျိုးတွေပဲပြုမှုသွားတယ်ဒါမှမဟုတ်လေပုံစံတူကြီးမဟုတ်ရင်တော့ပုံစံခက်ဆင်ဆင်လေးတွေကိုဘဝမှာဒီလိုတွေဖြစ်ပြီးတော့မှဒါတွေပဲတဝဲလေလေဖြစ်နေတယ်ဆိုရင်ကိုယ့်ရဲ့အတွင်းထဲကိုပြန်ကြည့်ဖို့လိုနေပြီဆိုတဲ့အကြောင်းအရာမျိုးကိုဒီနေ့ပြောပြချင်တယ်ပေါ့နော်တကယ်တော့လူတွေကလေကိုလိုချင်တဲ့ quality မျိုးရှိတဲ့လူတွေပေါ့နော်ကိုဘဝအတွက်ကိုအဲ့လိုလိုက်ရှာနေကြရင်ねခြေကုံလက်ပန်းကျနေကြတယ်ပေါ့နော်ဒီလူလဲကောင်းလိမ့်မှာပါဟုန်နိုးနဲ့ပေါ့နော်အချိန်တစ်ခုသာကြာသွားတယ်ကိုအနေနဲ့ကိုရဲ့အချိန်ထားပါတော့ကိုဘက်ကနေ energy တစ်ခုပေါ့နော်ကိုကဒီလိုမျိုးတွေ invest လုပ်ပြီးတော့မှအချိန်တန်တော့လဲဒါပဲပေါ့နော်ဒီ relationship တစ်ခုဒီ marriage တစ်ခုကအဆုံးသတ်သွားတယ်ဆိုတဲ့အချိန်မှာဒီလိုအချိန်မှာဘာကြောင့်ဒီလိုဖြစ်လဲဆိုတော့အဓိကပေါ့နော်ကိုယ့်ရဲ့ဒီစကားကနည်းနည်းတချို့လူတွေအတွက်တော့နည်းနည်း trigger ဖြစ်သွားမလားတော့မသိဘူးပေါ့နော်trigger ဖြစ်တယ်ဆိုတာအနာပေါ်ဒုတ်ကြတာမျိုးပေါ့နော်အဲ့လိုမျိုးတော့ဖြစ်သွားမလားမသိဘူးပေါ့နော်ဒါပေမဲ့အဓိကကိုယ့်ရဲ့အတွင်းထဲကိုပြန်ကြည့်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့ကိုယ့်ဘဝထဲမှာကိုယ့်စီကိုရောက်လာတဲ့သူတွေပေါ့ကိုယ့်ဘဝထဲကိုရောက်လာတဲ့သူတွေကအဓိကကိုယ့်ရဲ့အတွင်းထဲကအတိုင်းမှန်တစ်ချက်လို့ပေါ့နော်ကိုမှန်တစ်ချက်ကိုထောင်ကြည့်သလိုပဲအဲ့လိုလူတွေကပဲကိုနဲ့ဒီအတွင်းထဲမှာရှိနေတဲ့ကိုယ့်ရဲ့ယုံကြည်ထားတဲ့ယုံကြည်ချက်ကိုယ့်ရဲ့အတွင်းထဲရှိနေတဲ့quality ပြီးတော့စိတ်ခံစားချက်တွေအတိုင်းပေါ့နော်frequency တွေအတိုင်းရောက်လာတာဖြစ်တယ်ဥပမာထားပါတော့ကိုကအပြောနဲ့အလုံးနဲ့မညီဘူးပဲဆိုပါတော့အဲ့တော့ဆိုရင်ကိုကဒါကိုဒါသိချင်မှလည်းသိမယ်တချို့ကြလည်းသိပေမဲ့လည်းဒါကိုဖုံးထားပြီးတော့ညှင်းဆန်နေတဲ့ resist ဖြစ်နေတဲ့သူလည်းရှိကောင်းရှိမယ်ပေါ့နော်ဒါပေမဲ့အဲ့လိုကိုယ့်ရဲ့ shadow work တွေကိုမလုပ်ထားဘူးကိုယ့်ရဲ့ဒီအတွင်းထဲကပေါ့နော်ဒီလိုမျိုးအမှောင်ချမ်းတွေကိုရဲကြီးကြည့်ပြီးတော့မှဒီအလုပ်တွေကိုအတွင်းအလုပ်တွေစိတ်အလုပ်တွေကိုမလုပ်ထားဘူးဆိုလို့ရှိရင်ကိုယ့်ဘဝထဲမှာကြုံလာရတဲ့ romantic partner ပေါ့ဘဝလက်တွဲပေါ့အိမ်အောင်ဘက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီလုပ်ဖော်ကိုင်ဘက်စီးပွားဘက်ပေါ့နော်လုပ်ငန်းစီးပွားဘက်တွေcolleagues တွေပေါ့နော်ဘလို့ပဲဖြစ်ဖြစ်သူတို့မှာဒီလို quality မျိုးတွေလာရှိနေတာကိုကတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ကြရင်လူတွေကဘာပြောလဲဆိုတော့ငါလေးခံလိုက်ရတယ် तू ကမကောင်းဘူးဒါကတော့လူတိုင်းကတော့ဒီလိုပဲပြောကြတာပဲပေါ့နော်ဘာလို့လဲဆိုတော့အားလုံးကတော့ကိုယ့်ဘဝမှာကိုကမင်းသားမင်းသမီးပဲလေနော်တကယ် main character ပဲဆိုတော့ကျန်တဲ့လူတွေက feeling ဖြစ်သွားရောသို့တော့အဲ့ဒီလိုအချိန်မှာပေါ့နော်ကိုကအဲ့ဟာလေးကိုသတိကပ်လိုက်ပြီးတော့မှโอเคဒါကဘာကိုပြနေတာလဲငါ့ကိုဒီအဖြစ်ကဒါမှမဟုတ်ဒီလူတယောက်နဲ့ဖြစ်သွားတဲ့ဒီလိုအကြောင်းအရာဒီလိုကိစ္စရက်ကငါ့ကိုဘာတွေတင်ပြပေးနေတာလဲဒီအရာမှာရောငါ့ကိုရောပြန်ကြည့်ဖို့လိုနေပြီလားငါ့ကိုပြန်ကြည့်ရင်ရောငါကရောဒီလိုမျိုး quality မျိုးတွေရှိနေလို့လားဆိုတဲ့အရာမျိုးလေးကိုပြန်ကြည့်ဖို့အတွက်တစ်ခြားလောက်ပြောပြချင်ပါတယ်ပေါ့နော်